အခုဆိုရင်မင်းအောင်လှိုင်ဟာရက်တရမကလို့နှစ်ပေါင်းတရပဲအုပ်ချုပ်ဒီတိုင်းပြည်ဟာဘာမှကောင်းလာမှာမဟုတ်ပါဘူးဒါကရန်တုံနေတာမဟုတ်ဘူးနော်တမိုင်းကပေးထားပြီးသားအဖြေပဲစစ်တပ်ကတိုင်းပြည်ကိုအုပ်ချုပ်ရင်မွဲတေတာပျက်စီးတာပဲကြံခဲ့မယ်ဆိုတာသူရှိမှနေဝင်လဲနှစ်ပေါင်းများစွာတက်တည်ပြခဲ့ပြီးတန်းရွှေလဲတက်တည်ပြခဲ့ပြီးစစ်ဖက်နှက်အောက်မှာဖျက်တမ်းခဲ့ရတဲ့ငါတို့တိုင်းပြည်ဟာနောက်ဆုံးမှာဘာဖြစ်သွားခဲ့လဲအာရှမှာအချောဆုံးတိုင်းပြည်ကနေကမ္ဘာမှာအစင်းရဲဆုံးစည်ရင်ဝင်ခဲ့ရတာအားလုံးအသိပဲလေဒါတောင်စောက်သုံးမကြတဲ့ဘုံမတွေကထောက်ခံကြသေးတယ်တိုင်းပြည်ကိုဘလို့စီမံရမှန်းမသိစီးပွားရေးဆိုတာဘာမှမနားလဲပဲမအုပ်ချုပ်တတ်ပဲတနက်အားကိုနဲ့အာဏာလုထားတဲ့လူတစုလက်ထဲရောက်သွားရတာကြောင့်တိုင်းပြည်နဲ့ပြည်သူပဲငတ်ပြက်ဆင်းရဲရတယ်အခုလဲကြည့်လေသူတို့အာဏာသိမ်းပြီးချိန်ကတည်းကတိုင်းပြည်မှာကောင်းတာတစ်ခုမှမရှိပဲပျက်စီးယိုယွင်းလာတာအားလုံးမျက်မြင်ကိုတွေ့ပဲငါတို့ခဏပဲရက်တရဆိုပြီးဘာတွေပဲလိမ့်နောက်ထပ်ပါတက်တည် POB မှထပ်မလို့အပ်တော့ဘူးစစ်အာဏာရှင်စနစ်ရှိနေတဲ့ရွေးတော့ဒီတိုင်းပြည်ဟာဘယ်တော့မှတိုးတက်မှာမဟုတ်ဘူးဒါဟာအတိတ်ရောတမိုင်းကရောပြစ္ဆုတ်ပံအခြေအနေကပါညှင်းလို့မရအောင်တက်တည်ပြပြီးသားအမှန်တရားပဲဖြစ်တယ်